ဒါကတော့ကျွန်တော်ရဲ့နေပြည်တော် home service သင်တန်းသင်ကြားပေးနေတဲ့သင်တန်းသားဂျက်ကီလို့ခေါ်ပါဗျ။အမိနိုင်ငံမှုတွေကိုမတက်ဘူးလားဆိုတော့လည်းတက်တယ်။တက်ပြီလားဆိုတော့လည်းမတက်ဘူး။ဘယ်လိုပြောရမလဲပေါ့နော်။အခုအဲ့မှကြည့်ဖို့လာဆိုတာနဲ့ငိန်ဆိုတဲ့တန်းဝင်ပြေးသွားတာ။အခုဒါကတော့သူ့ကိုကျွန်တော်အပြစ်ပေးတာပေါ့။ရက်နေခိုင်းတာလေမတိုင်ခိုင်းဘူး။ဒီကလေးကညံရမ်းကောင်းတယ်ဒါပေမဲ့ညင်လုံးဝမကောင်းဘူးပေါ့နော်။ကျွန်တော်အမြဲပြောနေကြရှိရဲခွေးလေးတွေမှာညံရီဘယ်လောက်ကောင်းကောင်းညင်ကောင်းမှုတော့ကျွန်တော်တို့ပြုပြင်ရမယ်ဗျာနော်ဒါဆိုရင်သူ့ကိုကျွန်တော်သူတလွဲတွေတစတိုးကြီးအရန်လုတ်တဲ့အတွက်သူ့ကျွန်တော်ဒါအပြစ်ပေးထားခြင်းဖြစ်ပါတယ်ဗျာနော်သူမထိုင်ရဘူးမလုပ်ရဘူးသူရက်နေခိုင်းထားတဲ့အမိန်ပေါ့နော်wait ဒါကတော့သူ့ကျွန်တော်တို့နေပြည်တော်မှာ home service သင်ကြားပေးနေသင်တန်းကာလ9ရက်မြောက်ဖြစ်လာပြီပေါ့နော်မနေ့4ရက်မြောက်မှာတော့သူကတော်တော်အဆင်ပြေတာဗျအမိန်တော်တော်နာခံလာတာကျိုးကိုလုံးဝသုံးနေရမလို့ဒါပေမဲ့ဒီနေ့9ရက်မြောက်ကျတော့ပြန်ပြီးအကျင့်ပြန်ပြက်လာတယ်သူ့ရဲ့ history ကျွန်တော်လေ့လာကြည့်တဲ့အခါမှာသူဒီအရင်ဒီတခင်ဒီရောက်တာမကြသေးဘူးတစ်လလောက်ပဲရှိသေးပေါ့နော်အရင်တခင်နေစီမှာကလေးကတော်တော်အကျင့်ပြက်ခဲ့တယ်သူလိုအပ်တာမှန်မှန်သူလှုပ်ချင်တာကိုလှုပ်ခွင့်ပေးခဲ့တဲ့အနေအထားမှာရှိတယ်ဗျာနော်အရန်လူလိုက်ခဲ့တဲ့အတွက် तू ကညံကောင်းပေမဲ့သဇိုတိုး तू လှုပ်ချင်တိုင်းလှုပ်တာပေါ့အဲဒီကြားထဲ तू ကသူ့အတင်းကျပ်လှုပ်တာတို့အမိတ် तू ခိုင်းတဲ့အခါကျလို့ရှိရင်နှာခေါင်းပြန်တွန့်ပြီးတော့မန်ပြန်ဖြီတာတို့ဘာလို့လှုပ်တယ်ဗျပြီးရင်လူမတက်ရက်ပြစ်တွန်းပြီးတော့အားဆန်းတာမျိုးတို့ပြီးငိမ့်ဆိုရင်မငိမ့်ဘူးတစ်ချံလုံးပတ်ပြီးတော့ရှောက်ပတ်ပြေးရပါတော့မနေ့လိုက်ဖမ်းရတယ်ပေါ့ဒီလူဖြစ်လေးတွေလှုပ်တယ်ဒါပေမဲ့အခု၄ရက်မြောက်၅ရက်မြောက်မှာတော်တော်ပြောင်းလဲလာပါတယ်၄ရက်မြောက်နေ့ကတော့တော်တော်အဆင်ပြေတယ်ဒီနေ့9ရက်မြောက်နေမှာတော့သူတော်တော်ပေးကက်ကက်ပြန်လုပ်လာတယ်အဲ့ဒီအတွက်ကျွန်တော်ဒီနေ့သူ့ကိုပြန်ပြီးအဖြစ်ပေးခြင်းဒီလိုရက်နေခိုင်းတာအဖြစ်ပေးတာမျိုးလုပ်ခဲ့ရတာပေါ့有了阿塔la baby yes wait ไอ้เจ้าเนี่ยwaitคุณน่ะสิเอาว่าชูอ่ะทับปีกတဲ့ကောင်မင်းမပြီးနိုင်လားငါပဲမင်းဖြည့်တယ်မလားရှက်နေရှက်ငိမ့်Yay. Now. Hi. Javi, hi. Rồi. Là. Okay. Tahan. Okay. Labit. Yes. Alright. Wait. Để chào wait. Để chào. Okay. Cái này mà tí là một nó. Tí cái lửng. Đó, thì đó.